ဇူလိုင်17ကြာသပတေးနေ့2013မနက်ကျမလက်ညှိုးထိပ်ကပလတ်စတာကိုကလိနေတာပလတ်စတာကဆိုစီဖိဖြစ်နေတယ်မနက်ကကော်ဖီခွက်စေးရင်ဆိုသွားတာမနက်တုန်းကတော့အတန့်ပဲအခုတော့ပေဆုပ်ဆုပ်ဖြစ်နေပြီခွာလိုက်လို့လည်းမဖြစ်သေးဘူးအနာတော်တော်နှက်တယ်မနေ့ညကအိမ်ပြန်ရောက်တော့ကက်တီမရှိဘူးဒါနဲ့လမ်းထိပ်ကရက်ဆိုင်ကိုသွားပြီးဝိုင်းနှစ်ပလင်းဝယ်လိုက်တယ်ဒပလင်းကိုတောက်လိုက်တယ်ကတိမရှိတော့အမဲသားကင်စားမယ်လို့စိတ်ကူးတယ်အကင်နဲ့တွဲစားဖို့ချက်သွန်လီးနေရင်လက်ချောင်းကိုဓာတ်နဲ့လီးမိသွားတယ်ရေချိုးကန်းထဲဝင်ပြီးဓာတ်ထိတဲ့နေရာကိုရည်စီးတယ်အခန်းထဲပြန်အိပ်ရာထဲမှာခဏလဲရင်အိပ်ပျော်သွားတယ်ထင်တာပဲည10နာရီလောက်ကြာမှကတိနဲ့ဒီမီယန်စကားပြောတဲ့အတန်ကိုကြားပြီးနိုးလာတယ်မိဖို့ကြောင့်ထဲမှာဖြစ်ပျက်နေတာဘလောက်ယွန်းစရာကောင်းသလဲဆိုတာဒီမီယန်ကကက်တီကိုအော်ပြောနေတယ်ခဏကြာတော့ကတိကကျမအခန်းတကားကိုလာခောက်ပြီးတကားကိုအသာဟကြည့်တယ်။မိတစ်ချက်ဆက်ပြပြီးကျမနေကောင်းရဲ့လားလို့မိတယ်။ကျမဘာကိုတောင်းပန်မှန်းမသိပဲတောင်းပန်လိုက်မိတယ်။ရပါတယ်တဲ့ကတိကပြင်ဖြေတယ်။မိဖို့ကြောင့်ကိုတော့တန်ရှင်းရေးလေးလုပ်ပေးပါတဲ့အသားလေးတဲ့တသားပြားပေါ်မှာကျမလက်ကသွေးတွေပေးနေတယ်။တခန်းလုံးအသားညီနှံ့နှံ့နေတယ်။မกินရသေးတဲ့အသားတုံးကဒီတိုင်းပက်လက်မီးခိုးရောင်တော့တန်းနေပြီဒေမီယန်ကကျမကိုတွေ့တော့နှုတ်တောင်မဆက်ပဲခေါင်းခါပြီးအပေါ်တက်ကိုတက်သွားတယ်သူတို့နှစ်ယောက်အိပ်ယာဝင်သွားမှဝိုင်းတပလင်းကြံနေသေးတာကိုကျမသတိရတယ်ပလင်းကိုဖွင့်ဆိုဖာပေါ်မှာထိုင်ပြီးတီဗီကြည့်နေလိုက်တယ်ဟိုနှစ်ယောက်နိုးသွားမှဆိုလို့အတန်ကိုကြားရယုံလေးပဲကျေထားလိုက်တယ်အခုစဉ်းစားရင်တီဗီမှာဘာရီလာနေခဲ့သလဲဆိုတာမမှတ်မိတော့ဘူးတီဗီကြည့်နေရင်အထီးကျန်စိတ်ကထိမ့်နိုင်သိမရဖြစ်လာတာကိုတော့မှတ်မိတယ်။တယောက်ယောက်နဲ့စကားပြောချင်လာတာကိုမှတ်မိတယ်။စကားပြောစရာလူဆိုလို့ကျမမှာတွန်ပဲရှိတာ။ညကတွန့်ကိုဘယ်အချိန်မှဖုန်းဆက်မိတယ်လဲ။ဖုန်းကိုပြန်ကြည့်တော့ဖုန်း၄ခေါက်ဆက်ထားမိတာတွေ့တယ်။17နာရီ2မိနစ်17နာရီ12မိနစ်17နာရီ54မိနစ်12နာရီ9မိနစ်ဖုန်းပြောတဲ့ကြာချိန်တွေကိုကြည့်ရတာကျမ voice mail နှစ်ခုခြံခဲ့တယ်ထင်တယ်။ဘာတွေပြောလိုက်မိတလဲတော့မမှတ်မိတော့ဘူး။ပထမ message ခြံခဲ့တာတော့မှတ်မိတယ်။ဖုန်းပြန်ဆက်ဖို့ပြောလိုက်မိတယ်ထင်တာပဲ။ဒါဆိုရင်တော့ရမ်းဆိုးသေးဘူး။ရထားကအตาရင်းခါပြီးရက်သွားတယ်။အချက်ပြမီးနီစီရောက်ပြန်ပြီ။ဂျေဆန်တို့အိမ်ဘက်ကိုလှမ်းကြည့်လိုက်တယ်။ Jess ဝရန်နာမှာထိုင်ပြီးကော်ဖီတောက်နေတယ်။ခြေထောက်နှစ်ချောင်းကိုစပွဲပေါ်တင်ထားတယ်။ခေါင်းကိုနောက်လှန်ထားတယ်။အနောက်မှာလူရိပ်လူလူတွေ့ရတယ်။ဂျေဆန်ဖြစ်မယ်။သူအပြင်ဘက်များထွက်လာမလား။သူ့မျက်နှာချောချောကိုတစ်ချက်လောက်ဖြစ်ဖြစ်တွေ့ကျင်တာ။အပြင်ကိုထွက်လာပြီး Jess နောက်မှာရက်နှစ်ဖူးကိုဖွားနန်းလေ။ဂျေဆန်ထွက်မလာဘူး။ Jess ခေါင်းကိုမော့ထားရာကနေရှေ့ကိုပြန်ငုံလိုက်တယ်။သူ့ကိုကြည့်ရတာတမျိုးပဲလှုပ်ရှားနေတဲ့ပုံစံကအရင်နေ့တွေနဲ့မတူပဲပိုပြီးလေးလံနေသလိုတခုခုဖိထားသလိုဂျေဆန်ထွက်လာပါစေ။ကျမစိတ်နဲ့လှမ်းခေါ်ကြည့်တယ်။ရထားပြန်ထွက်နေပြီဂျေဆန်ကိုအခုထိမတွေ့ရသေးဘူးဂျက်စ်တစ်ယောက်တည်းထိုင်နေတုံးပဲဂတိမထားမိပဲကျမမျက်လုံးတွေကျမရဲ့အရင်အိမ်ဘက်ကိုရောက်သွားတယ်အကြည့်ကိုပြန်လွဲလို့မရတော့ဘူးအိမ်တကားပွင့်နေတယ်ထမင်းစားကန်းထဲကိုနေအောင်တွေစီးဝင်နေတယ်အထဲမှာအန်နာများလားတိတိကျကျမမြင်ရဘူးပကံစင်နားမှာရက်နေတာအန်နာလားကျမထင်အောင်တင်မားတွေမြင်နေတာလားထမင်းစားစပွဲပေါ်မှာထိုင်ကုန်လေးနဲ့ထိုင်နေတဲ့ကလေးမလေးတယောက်ကိုတွေ့မိလိုက်သလားလို့မျက်လုံးတွေကိုပြန်မိတ်လိုက်တယ်အမှောင်နဲ့အတူဝမ်းနေတဲ့စိတ်ကတကူလုံးကိုပြန့်သွားတယ်မနေ့ညကကျမဘာတွေပြောလိုက်မိတယ်လဲဆိုတာပြန်မှတ်မိလာပြီအခုမှတ်မိလာပြီဖုန်းကိုလက်ထဲမှာကိုင်ရင်ကျမငိုနေခဲ့တာဟုတ်တယ်ပြန်မှတ်မိပြီအခုထိချစ်နေသေးတယ်နောင်လဲချစ်နေအောင်ပါပဲကျမတောင်းပန်ပါတယ်ရှင်ကိုအရန်တတိယလို့ပါစကားပြောပြရစီလို့ပြောလိုက်မိတာသွားပြီဘာတွေပြောလိုက်မိတာလဲသွားပြီကျမစိတ်လျှော့လိုက်ပြီအတင်းချင်းနေလို့လည်းဘာမှမထူတော့ဘူးဒီနေ့တစ်နေ့လုံးစိတ်ညစ်နေရတော့မှာပဲဝမ်းနဲ့စိတ်ကလှိုင်းနေလို့တစ်လုံးပြီးတစ်လုံးစောင့်ဝင်လာတော့မှာလာပါစီတော့ရင်ဘတ်ထဲကတလက်လက်ခန်းစားချက်မျက်နှာပေါ်တရိပ်ရိပ်တက်လာတဲ့အပူရှက်တဲ့စိတ်မျက်လုံးတွေကိုအတင်းပိတ်လိုက်ရင်အငွေ့ပြန်ပြီးကိုပျောက်သွားမလားဟင်းအဲ့အဆိုးဆုံးချိန်နေတော့မဟုတ်သေးပါဘူးအဆိုးဆုံးလို့ပြောလို့မရသေးဘူး။ကျမလုပ်ခဲ့သမျှတွေနဲ့ရှင်လိုက်ရင်မူဗီဖုန်းဆက်တာလောက်ကတော့တိတ်အဆိုးကြီးမဟုတ်သေးပါဘူး။လူလယ်မှာမှောက်ရက်လဲတုန်းကလောက်လည်းမဆိုးသေးဘူး။လမ်းပေါ်မှာသသိန်းတယောက်ကိုအော်ဆဲတုန်းကလောက်လည်းမဆိုးသေးဘူး။တွန်းတငယ်ချင်းတယောက်ရဲ့မိန်းမကိုအဆက်ခွဲရန်တွေးမိတုန်းကလောက်လည်းမဆိုးသေးဘူး
ကျမတွန့်ကိုခေါက်တန်ကင်ပြီးလိုက်ရိုက်တုံးကလောက်လည်းမစိုးသေးဘူး3 နာရီလောက်ကြာအောင်အပြင်ထွက်အရက်မူပြီးရုံးကိုပြန်ရောက်လာတော့ကလောက်လည်းမစိုးသေးဘူးကျမရဲ့လုပ်ဖော်ကိုင်ဘက်မာတင်မိုင်းကကျမကိုအသာဆွဲခေါ်ပြီးရီချယ်ခမည်းအိမ်ပြန်လိုက်ရင်ကောင်းမယ်ထင်တယ်လို့ပြောတာကိုမှတ်မိနေတယ်စာအုပ်တအုပ်ဖတ်ပူတယ်အရက်ဆွဲပူတဲ့မိန်းမတစ်ယောက်ကရေးထားတာသူ့တော်ကဆိုရင်အခုမှတွေ့တဲ့သစိမ်းယောက်ျား2ယောက်ကိုလန်ဒန်မြို့လယ်ကောင်လမ်းမပေါ်မှာလူလေကောင်မှာပါဇက်နဲ့အာသာဖြစ်ပူတယ်တဲ့အဲ့ဒီစာအုပ်ဖတ်နေတော့ကစဉ်းစားမိတယ်ငါတို့လောက်တော့မဆိုးသေးပါဘူးလို့ဟုတ်တယ်ကျမအဲ့ဒီလောက်မဆိုးသေးဘူးညနေဒီနေ့တစ်နေ့လုံး jazz အကြောင်းကိုပဲစဉ်းစားနေမိတယ်မနက်ကတွေးခဲ့ရတဲ့သူ့ပုံစံကိုပဲပြန်မြင်နေတယ်တခုခုမှားနေသလိုပဲဘာဖြစ်လို့တခုခုမြမှားနေတယ်လို့ထင်ရတာလဲယထာဘော်ကကြည့်ရင်သူ့မျက်နှာမူရာကိုတေချာမြင်ရတာလည်းမဟုတ်ဘူးဒါပေမဲ့မနက်ကလှမ်းတွေ့တော့သူတယောက်တည်းဖြစ်နေတာကိုကျမလိုလိုသိနေတယ်တယောက်တည်းဖြစ်နေတာထက်ဆိုးတယ်အထီးကျန်နေတာဂျေဆန်ခီးဝေးထွက်သွားလို့လွမ်းပြီးစိတ်ပူပြီးအထီးကျန်နေတာများလားလွမ်းမှာပေါ့ကျမတော်မှဂျေဆန်ကိုတတိယသေးတာခင်မုန်းကောင်းတယောက်စာနာတတ်တဲ့အားကိုးလောက်တဲ့သူမျိုးလေသူတို့2ယောက်ကတယောက်ပေါ်တယောက်အပြန်အလှန်အားထားကြတဲ့ဆုံတွေကြည်တာနဲ့ကျမသိတယ်ဂျေဆန်ခွန်အားတွေနဲ့စိတ်ထွက်လွှမ်းကြုံထားတာဂျက်စ်ကအားနွေးလို့မဟုတ်ဘူးနော်သူ့မှာလည်းသူ့ကိုယ်ပိုင်အင်အားအပြည့်ရှိပြီးသားဂျက်ကလေးနဲ့တဲ့စကားမျိုးများပြောလိုက်ရင်ဂျေဆန်တယောက်ပါစက်ဟောင်းလောင်းနဲ့အန်အောထင်ကြီးပြီးစိုက်ကြည့်နေရမှာသူများတွေဘာမှမမြင်နိုင်မပြောနိုင်ခင်ဂျက်ကအဖေတွေကိုကြိုသိနေပြီးသားအဲ့ဒီလိုညံကောင်းတာမျိုးဝဲလန်းသပင်တွေသွားတဲ့အခါဂျေဆန်ကဂျက်ရဲ့လက်ကိုကင်ထားမယ်နှစ်တွေဘလောက်ပဲကြာပါစေလူပုံအလယ်မှာလက်ချင်းတွဲထားအောင်မယ်တယောက်ကိုတယောက်လေးစားသလိုအပြန်အလှန်အပြစ်တင်ခဲ့ရတာတွေလည်းရှိမှာမဟုတ်ဘူးအခုကျမခြေကုံလက်ပံကျနေတယ်အရက်မူးနေလို့မဟုတ်ဘူးတစ်စက်မှကိုမတောက်ရသေးဘူးတချို့ရက်တွေမှာစိတ်ညစ်လွန်းလို့တောက်ဖြစ်တယ်တချို့ရက်တွေကျတော့စိတ်ညစ်လွန်းလို့တောက်လို့ကိုမရဘူးဒီနေ့လိုမျိုးပေါ့အရက်အကြောင်းစဉ်းစားလိုက်တာနဲ့အန်ကျင်လာတယ်ညနေခင်းရထားကိုအရက်မတောက်ပဲစီးရတာလွယ်တော့မလွယ်ဘူးအခုလိုပူတဲ့နေ့မျိုးဆိုရင်ပိုဆိုးတယ်တကူလုံးချွေးတွေအလွှာလိုက်စီးနေတယ်ပါးစပ်ထဲမှာခြောက်ကပ်နေတယ်မျက်လုံးတွေရားတယ်မက်စကာရာတွေမျက်လုံးအဆက်မှာပေးနေတယ်လက်ဆွဲအိတ်ထဲထည့်ထားတဲ့ဖုန်းကအတန်မြည်လာတယ်ရထားတွဲရဲ့ဟိုဘက်ချမ်းမှာထိုင်နေတဲ့ကောင်မလေး2ယောက်ကကျမကိုလှမ်းကြည့်ပြီးသူတို့အချင်းချင်းပြုံးစီစီလုပ်ကြတယ်ကျမကိုကြည့်ပြီးဘလို့ထင်နေတယ်လဲမသိဘူးအကောင်းထင်တာတော့မဖြစ်နိုင်ဘူးအခုဖုန်းလာတာလဲအကောင်းမဖြစ်နိုင်ဘူးကတိဆက်တာများလားဒီနေ့တော့အရင်မတော့ပါနဲ့ဆိုပြီးကျမကိုနားချမလို့လားဒါမှမဟုတ်အမေဆက်တာလားနောက်တစ်ပတ်လန်ဒန်ကိုလာမယ်နေ့လည်သာတူတူစားမယ်အဲ့ဒါပြောဖို့ဆက်တာများလားဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တယ်တွန်ဆက်နေတာပဲကျမတစ်စက္ကန့်လောက်တွေးဝေသွားတယ်ဖုန်းကင်လိုက်တယ်ရီချယ်လာတုံးနဲ့ချစ်ခဲ့တဲ့9 နှစ်လုံးသူကျမကိုရီချယ်လို့တခါမှမခေါ်ခဲ့ဘူးချစ်စနိုးနဲ့ Rich လို့ပဲခေါ်နေကြတခါတလေကြာရင်တော့ Shelly လို့နောက်ပြီးခေါ်တတ်တယ်ကျမမကြိုက်မှန်းသိလို့ကိုတမင်စပြီးခေါ်တာ Shelly လို့ခေါ်လိုက်တိုင်းကျမစိတ်ကောက်မယ်တွန်ကကျမစိတ်ကောက်တာကိုကြည့်ပြီးရီးမယ်ပြီးရင်ကျမလည်းမနေနိုင်ပဲလိုက်ပြီးရီးမိတာပဲရီချယ်လာငါပါတော့အတန်ကပင်မနေတဲ့အတန်စိတ်ကုန်နေတဲ့အတန်ရီချယ်ငါပြောတာကိုကြားလာမင်းခုလုံးနေတာတွေတော်တော့ကျမဘာမှပြန်မပြေဘူးယထာကအရှင်ရော့သွားတယ်ကျမနေခဲ့တဲ့အိမ်နားမှာယထာရက်တော့မယ်ကျမဒီနေရာကနေလှမ်းអော်လိုက်ခြင်းနဲ့ခဏလောက်ဖြစ်ဖြစ်အိမ်ထဲကထွက်ခဲ့ပါခဏလေးပဲထွက်လာခဲ့ပါကျမရှင်ကိုမြင်ချင်လို့ပါဟယ်လိုရီချယ်လာမင်းအခုတလောအဆင်မပြေဘူးဆိုတာငါကြားတယ်စိတ်မကောင်းဘူးတကယ်စိတ်မကောင်းဘူးဒါပေမဲ့ငါလည်းဘာမှလုပ်ပေးလို့မရဘူးမင်းအခုလိုဖုန်းတွေခဏခဏဆက်နေတာအန်နာလည်းစိတ်ညစ်နေပြီငါပြောတာကြားလာရီချယ်မင်းအတွက်ငါဘာမှလုပ်ပေးလို့မရဘူးမင်းအခုအရက်ပြတ်တဲ့အသင်းတစ်ခုခုကိုတွားလိုက်ပါဒီနေ့အလုပ်ပြီးရင်အဲ့ဒီကိုအရင်တွားလိုက်ပါဟုတ်ပြီလားလက်ညှိုးထိပ်ကစုပ်ပြတ်နေတဲ့ပလတ်စတာကိုကျမဆွဲခွာလိုက်တယ်ဖြူရော့နေတဲ့သွေးဆုပ်နေတဲ့တွန့်လိန်နေတဲ့အရေးပြားကိုစိုက်ကြည့်နေမိတယ်လက်သေးနားမှာသွေးတွေဆူပြီးခဲနေတယ်အနာကိုလက်မထိတ်နဲ့ဖိချလိုက်တယ်အကြောင်းကဟက်ခနဲ့ဟသွားပြီးသွေးတွေစိမ့်ထွက်လာတယ်နာကျင်မှုကစူးပြီးတက်လာတယ်ယထာရဲဟိုဘက်ချမ်းမှာထိုင်နေတဲ့ကောင်မလေး2ယောက်ကကျမကိုမျက်နှာသေးတွေနဲ့ကြည့်နေကြတယ်